ဒါအကုန်ရတာဟုတ်လို့လားဖြစ်တင်နေတယ်အကုန်ရဟုတ်တယ်ဟမ်သေးကြလားဒီမဲ့ကြည့်အောင်နော်ဒီမဲ့ဒါဆိုရင်၄ပါးမှာ row ဒါဆိုရင်၈ပါးမှာ row နော်ဒါဆိုရင်ဘာဝက် row ဒါဆိုရင်ဘာဝက် row နော်ဒါ၄ပါးဘာဝက်ဒါဆိုရင်၈ပါးဘာဝက် row နော်ဒါ၃ပါးမြောက်မှာဆွဲတာဒါ၂ပါးမြောက်မှာဆွဲတာဒါရှိရနေတပါးဘားပြည့်ကျိုးထွက်တာရတယ်နော်ဒါရှိရဘာဝက်ကျိုးထွက်တာနော် row ကျိုးထွက်တာလေနော်ဒါဆိုရင်၃ပါးဘာဝက်ဒါဆို2ပါးဘာဝက်ရလို့လားဒါဒီအကုန်ရဟုတ်လို့လားမင်းကလည်းကရုံးလေးတင်တဲ့အတိုင်းတော့အတိုင်းပဲတင်လား2ရက်ရှိသေးတယ် lesson 9ခုလုံးရနေဒီမှာဘားပြည့် row ဒါဆိုရင်တော့ဒါဆို၄ပါးမြောက်ဒါဆိုရင်3ပါးမြောက်နော်4ပါး3ပါးဒီမှာကြတော့2ပါးမြောက်နောက်2ပါးမြောက်မှာနော်ဟုတ်လို့လားဒီကုန်ရလို့လားဒီဟာကြဆလားတွေရောလीရလားဒီမှာဆလားတွေနော်ဆလားဒီမှာ4ပါးဆလားဒါ3ပါးဆလား2ပါးဆလားရလို့လားအကုန်လုံးဒီမှာ break ဒီကွာဒီ break တွေရမှာသိကြလားအေးအဖေကဘူးလိုရိုက်ညာနော်ရသိကြနော်အဲ့ဆိုနှုတ်ဆက်လိုက်ပေးစီကြီးမင်္ဂလာပါဟုတ်ပြီလားတကယ်ကြိုးစားနေဟုတ်လားရလို့ပြီးရပြီးရတယ်မင်းမားလေ line မတင်မှာနော်အေးပြီးရလို့စားစားဒီလိုတီးဟုတ်ပြီအကုန်လုံးတီးပြမှာနော်ဒါစင်9ခုလုံးနေရာချင်းနဲ့ဒီလိုဆလားတွေပါလာပြီနော်ဟုတ်လို့မမော၄ပါးမြောက် row ဟုတ်ပြီ၃ပါးမြောက် row ဟုတ်ပြီ၅ပါး row ဟုတ်ပြီ၄ပါး row ဘာဝဲjust saying something. Salari lah mana? Ta ai makan ni dah ni. Dia masuk tu dia sahaja salari dah salari tu break moguli. Long salari tu mana? 1 2 3 break semua paham mana? Break semua lega ni simple tu paham mana? Mana? Salari tu break moguli jenara moguli. No, attention no. No, 1 no 1 2 3 ကိနဲ့ရောပြီးတီးပါနော်ဒီကနေစတီးလို့ဒီကနေစတီး1 2 3 go ဟုတ်ပြီ2 3 go ဟုတ်ပြီ1 2 3 go ဟုတ်ပြီဒါဆလားနေနော်1 2 3 okay 1 2 3 go 1 2 3 go okay 3 go Okay ဆလာပြီးသွားပြီနော် lesson 6ခုပြီးသွားမိုက်လိုက်လာတာတော်လိုက် break ဒီ break ဒီမှာရပြီဆိုတော့ဒါကိုဖို့ချင်းတွေတီးလို့ရပြီနော်ကိုချင်းတွေကိုလုံးနဲ့တီးလို့ရသွားပြီနော်တေချာတီးဟုတ်ပြီလို့တီး
break ဒီနော်ဟုတ် break ဟုတ်ပြီနော်ဒါ break ဟုတ်ပြီဟုတ်ပြီဟုတ်ပြီโอเคနော်ဟုတ်ပြီဒါအဲ့ဆိုရင်နော်စောတော့ဆလားချနဲ့ break ချနဲ့သတိထားနော်ပြီးတော့ကျတော့ဒီမှာဖေးပြမယ်ဘိုးဆောင်ကဆလားချတယ်ဆို break ဖမ်းမယ်ဆိုတစ်ချက်တီးလိုက်တီးလိုက်တီးလိုက်တီးပြီးမှဖမ်းရမှာနော်ဒီတစ်ခါတက်မှမှန်တယ်တီးလိုက်ဒီနော်တီးပြီးမှတီးလိုက်အဲ့လိုနော်တီးပြီးမှဒီက break ဖမ်းမတီးโอเคဒါအဲ့ဆိုရင်ကိုချင်းနေတီးလို့ရသွားပြီကိုချင်းနေနှုတ်ချပြီးတီးလို့ရသွားပြီနော်ဒါလည်းကရုံးပေါငငယ်ကရုံးငငယ်တဲ့အတိုင်းပဲနော်ဒါကြိုးစားမှရမှာနော်ဒါနော်ကိုကဟိုပါမီပါတယ်ကျင့်နိုင်တယ်ဆိုပေမဲ့လေ့ကျင့်မှတက်မှာနော်ဒါကြိုးစားရမယ်နော်နှုတ်ဆက်လိုက်ပေးသေးကြီးကိုနှုတ်ဆက်လိုက်ဘာပြောတာနှုတ်ဆက်လေမပြောတတ်ဘူးအေးနည်းနည်းကရုံးငငယ်အတိုင်းဟုတ်ပြီโอเคဟုတ်ပြီနောက်ထပ်အသက်တက်မယ်နော်